အားလုံးပဲမင်္ဂလာပါဗျ။လက်ရရှင် Audiobook Channel လေးကနေကြိုဆိုလိုက်ပါတယ်။ကျွန်တော် Channel လေးကနေဒီနေ့တင်ဆက်သွားမယ်ဇာတ်လမ်းလေးကတော့အောင်လန်းတာတီနဲ့အညိုကြီးသောနတ်မွေမောင်နှမအမည်ရတဲ့ပရာလောကဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာ Channel လေးကို Like and Subscribe လေးလည်းလုပ်ထားပေးပါအောင်ဗျ။နွေရာသီရဲ့အပူရှိန်တရားအလုံးပူလောင်လုံးသဖြင့်ကိုတာတီတရားဆွေမျိုးများရှိရသူအလဲသွားရန်ပြင်ဆင်နေချိန်တပည့်ဖြစ်သူတန်းမောင်မှအင်းရှိမှဖြတ်သွားသည်ကိုလမ်းမြင်လိုက်ရ၍ဟေးတန်းမောင်ဘယ်သွားမလို့လဲကွာဒီနားလေးပါပဲကိုတာတီးရအေးပါခဏလာပါဦးငါပြောစရာလေးရှိလို့ကွာဟုတ်ကဲ့လာပါပြီတန်းမောင်တယောက်ဈေးချင်းတော့ဆွဲ၍ကိုတာတီးအိမ်ဝင်ထဲသို့ဝင်လာခဲ့ပြီတဲ့ဘာမှပြောမလို့လဲဗျဒီလိုကွာဒီနေ့နွေရာသီငါဆွေမျိုးတွေစီအလဲသွားမလို့မင်းရဲ့ကြီးတင်မရလဲမလိုက်နိုင်ဘူးလေအဲ့ဒါမင်းငါနဲ့လိုက်မလားလို့အဖော်ဆက်ကြည့်မလို့ပါကွာတမ်းမောင်တယောက်ဝမ်းသာအားရ၍ကောင်းမင်တဆက်ဆက်ငိမ့်နေပြီတဲ့ခရီးသွားအမည်ဆိုရင်သူကအမြဲတမ်းတက်တက်ကြွကြွရှိနေသူလဲဖြစ်ပေတယ်ဘယ်တော့လဲဗျအေးနောက်ပတ်လောက်သွားကြတာပေါ့ဟုတ်ကဲ့အဲ့ဒါဆိုလဲသွားကြတာပေါ့ဗျာအေးပါအဲ့ဒါလေးပြောချင်လို့ခေါ်လိုက်တာဒါနဲ့မင်းအခုဘယ်သွားမလို့လဲကွာကိုတာတီးရဲ့သူမပေါ့ဗျာဈေးဝယ်ခိုင်းလိုက်လို့ဒိုကကိုတာတီးမှာရီမောလျက်အေးဝယ်ပေးရမှာပေါ့ဒါဆိုကျုပ်သွားတော့မယ်နော်ကိုတာတီးတော်ကြနောက်ကြလို့ဟင်းချက်ချင်းမမြင်ကျုပ်ကိုပူညံလုံးနေအောင်မဲဗျကိုတန်းမောင်တယောက်ထိုးပြောဆိုပြီးဈေးချင်းအောင်ဆွဲ၍ကိုတာတီးအိမ်ဝင်းထဲမှာခတ်တုတ်ထွက်သွားပါတော့တယ်ကိုတာတီးတို့ခီးထွန်းမြင်းတွေကိုရောက်လာတဲ့အခါမှာတော့လိုအပ်သည့်ပစ္စည်းများကိုစစ်ဆေးလေးရာကိုတာတီးမိမမှလည်းတော်တို့နှစ်ယောက်ကိုကျုပ်ကတိတ်ပြီးတော့စိတ်ချတာမဟုတ်ဘူးဟာမိမနင်းရလဲဘာစိတ်ပူစရာရှိလို့လဲဟာကျုပ်ကနေမကောင်းလို့သာလိုက်ချင်နေတာတော့အေးပါဘာမှစိတ်မပူပါနဲ့ဒီလမ်းခီးကငါသွားနေကြပဲဟုတ်တယ်လေကြီးတင်မရလဲကျုပ်လဲပါပါတယ်အားမှမပူပါနဲ့ဗျာနင်းပါနေလို့စိတ်မချတာတန်းမောင်ရဲ့လမ်းမှာလဲတောင်းမနေကြနဲ့အောင်ကြားလားဟုတ်ကဲ့စိတ်ကြပါဗျာကျုပ်ကအိမ်မှာပဲတောက်တာဗျခရီးသွားရင်မတောက်ပါဘူးကြီးတင်မရဲ့အေးပါငါစိတ်ချမယ်နော်တန်းမောင်ဟုတ်ကဲ့ကြီးမိမငါဟင်းကြီးလေးတစ်စုံလောက်ပို့ထည့်ပေးပါဦးကွာထည့်ပြီးပါပြီရှင်အော်အေးပါမတ်တင်မေတယောက်လဲပစ္စည်းများကိုကူထည့်ပေးလေရာကိုတာတီးနဲ့ကိုတန်းမောင်တို့ကလည်းလိုအပ်တဲ့များကိုစီစဉ်နေပြီတဲ့လိုအပ်တဲ့များကိုပြင်ဆင်ပြီးတဲ့အချိန်မှာတော့ကိုတာတီးတို့ဆရာတပည့်နဲ့ရောက်လဲမတ်တင်မေကိုနှုတ်ဆက်၍ခရီးထွက်လာခဲ့ကြပါတယ်ဆရာတပည့်နဲ့ရောက်လမ်းခီးတွင်ရှေးအနောက်ဖြစ်များပြောရင်ခီးဆက်လာခဲ့ကြရာခီးတစ်ဝက်ကိုရောက်တဲ့ချိန်မှာတော့မွန်းတဲ့နေသည့်နေရာလဲအရန်ပူတော့ကြောင့်ကိုတာတီးတယောက်တမ်းမောင်ရီဟိုရှိရတစ်ပင်ရိပ်အောက်မှာခဏနားကြအောင်ကွာဟုတ်ကဲ့ကျွန်တော်လည်းနားကျင်နေတာမပြောရဲလို့မင်းကဘာကိစ္စနဲ့ငါ့ကိုကြောက်နေရတာလဲကြောက်တယ်လို့လည်းမဟုတ်ပါဘူးကိုတာတီးကလေးစားတာပါအေးပါကွာအေးပါလာသွားနာကြရအောင်ဆရာတပည့်နဲ့အောင်စကားပြောရင်တစ်ပင်အောက်ကိုဝင်၍နားနေရင်ရတာရှိလိုက်တာဗျာဒီလေးကလည်းတပြူးပြူးနဲ့ဒါနဲ့ဆရာတာတီးဟောနာကဘာရွာလေးလဲဗျတမ်းမောင်ညွန်ပြရာအရက်ကိုလမ်းကြည့်လိုက်လေရာတစ်ပင်ရိပ်အားဝါတာကောင်းသည့်အပြင်မြေတစင်းမှလည်းထိုရွာ၏အနောက်ဘက်မှဖြတ်တန်းစီစဉ်နေလေရာထိုရွာလေးမှာတော့တဲဖြူကျွန်းရွာလေးပင်ဖြစ်ပေတယ်။အော်ဟိုရှိရရွာလေးကိုပြောတာလားတမ်းမောင်ဟုတ်တယ်ဆရာတတီတကားရွာလေးပေါ့ကွာတဲဖြူကျွန်းလို့လည်းခေါ်တယ်ကွဟုတ်လားဗျဒါဆိုနေ့လေစာအမှဝင်စားကြရင်ကောင်းမလားဘာလဲမင်းကစားကျင်နေပြီလားစားကျင်တာပေါ့ကိုတာတီရဲ့ဘိုက်ရအတော်စားနေပြီဗျအေးပါကွာမင်းဘိုက်စားနေရင်လည်းငါတို့ခဏလောက်နားပြီးရွာတွေကဓမင်းဆိုင်သွားကြတာပေါ့ကိုတာတီနဲ့တမ်းမောင်တို့ဒီလည်းတစ်ပင်အောက်တွင်ခဏများနားပြီးတဲ့အခါမှာတော့ပါလာသည့်ပစ္စည်းများကိုတိတ်ဆောင်၍ရွာထဲသို့ထွက်လာကြပြီတဲ့ရွာထဲသို့နေအောင်သာလမ်းလျှောက်လာကြရင်တကားရွာလဲပြောသေးတယ်ဘယ်သူမှလည်းမရှိပါလားဗျဒူးဆန်းလာတော့မြင်ကွင်းကြောင်တမ်းမောင်တယောက်ရေရွပြောဆိုလိုက်ရာအေးဘလို့ဖြစ်သွားလဲမသိဘူးကွာအရင်တစ်ခေါက်လာတော့ကဒီလိုမဟုတ်ပါဘူးဓမင်းဆိုင်ရောရှိပါမလားဆရာတတီရှိပါတယ်ကွာဟိုရှိမှမင်းကြီးလေးနဲ့ငါနဲ့စားနေကြဓမင်းဆိုင်ရှိတယ်ကွာထိုဓမင်းဆိုင်လေးဒီမှာရင်းချက်ကောင်းသည့်အပြင်ဆိုင်ရှင်းရပါသဘောကောင်းဖော်ရသောကြောင့်ခရီးသွားနေတန်ခါရွာသားများစားသုံးကြသည့်ဆိုင်လေးလည်းဖြစ်ပေတယ်ထိုဆိုင်လေးရှိရာသို့
ရှောက်လာကြရင်ကိုတာတီတယောက်သမင်းဆိုင်သားသူရောက်တဲ့အခါမှာတော့ဆိုင်ထဲသို့လမ်းကြီးလိုက်ရာစားသုံးလူမရှိသည့်အတွက်ဟာဘလို့ဖြစ်တာလဲဟာငါတို့စားနေကြဆိုင်တော့လူမရှိတော့ပါလားဟုတ်တယ်နော်ဆရာတာတီတယောက်မှမမြင်ဘူးအေးထူးတော့ထူးဆန်းနေတယ်လာကွာဆိုင်ရှင်ကိုပဲမေးလိုက်ကြရအောင်ဟုတ်ကဲ့ဆရာတာတီကိုတာတီနဲ့တမောင်တို့လည်းသမင်းဆိုင်ထဲသို့ဝင်လာခဲ့ရာကိုတာတီတို့ပါလားထိုင်ကြပါဦးရှင်ဘိုင်းနဲ့စားကြမလဲဘိုင်းတွေရလဲညီမကြက်သားဝက်သားငါအမဲသားအကုန်ရပါတယ်ဒီလိုဆိုရင်ကျွန်တော်ဝက်သားဟင်းတပွဲပေးတမ်းမောင်မင်းရောဘာနဲ့စားမှလဲငါဟင်းနဲ့ပဲစားလိုက်မယ်ဆရာတတီဟုတ်ပြီဒါဆိုဝက်သားတပွဲငါဟင်းတပွဲချပေးဗျာဟုတ်ကဲ့ရပါတယ်ရှင်ဆိုင်ရှင်ကတော့မာထားသောဟင်းများကိုခက်မြက်မြက်ပြင်ဆင်၍ချပေးလေရာကိုတာတီနဲ့တမ်းမောင်တို့လည်းသမင်းနဲ့ဟင်းရောက်လာတဲ့နဲ့တပြိုင်နက်အားရပါရစားတော့ကြပါတော့တယ်ဒါနဲ့ဒီဆိုင်ကလူလဲတိတ်မစီတော့ပါလားဘလို့ဖြစ်တာလဲဗျဟုတ်တယ်ကိုတာတီရေခွေးယူကြောက်လို့လူသိမ့်မလာကြတော့လားဟာဘလို့ခွေးယူလဲဗျဒီတကခွေးယူကတော်တော်ဆိုးတယ်ရှင်တွေ့ရလုံးလိုက်ကြိုက်တာပဲဒါပေမဲ့လူတော့ရွေးကြိုက်တယ်လို့တော့ပြောကြတာပဲဘလို့မျိုးရွေးကြိုက်တာလဲဗျပြောပြလို့ရရင်ပြောပြပေးပါဦးဟုတ်ကဲ့ကိုတာတီကျမပြောပြပေးပါမယ်ကျမတို့ရွာရဲ့မြစ်ထဲမှာတန်ငါလို့လုံနေတဲ့သူတွေမွေးနှကောင်ဖမ်းမိတာကနေစတယ်လို့တော့ပြောကြတာပဲကိုတာတီရဲ့မွေးနှကောင်ဟုတ်လားဘလို့မွေမျိုးလဲဗျနတ်မွေများဖြစ်နေမလားမသိဘူးကျမတို့ဘိုးဘွားတွေကပြောဘူးတာတော့ရှိတယ်မွေတွေဖျားဘူးခဏခဏသွားကြတယ်တဲ့ဒါပေမဲ့တခါမှမကြုံဘူးပါဘူးအခုခါကအဲ့လိုမွေတွေများဖြစ်နေမလားမသိဘူးရှင်ဒါနဲ့ဖမ်းမိလာတဲ့မွေနှကောင်ဘာလို့ပြစ်လိုက်ကြတယ်တန်ငါတွေစုပြီးတစားလိုက်ကြတယ်ကိုတာတီအော်လူတွေစားကောင်းမှမသိမစားကောင်းမှမသိလောက်ကြတာအခုတော့ဒုက္ခတွေ့ပြီပေါ့ဒါနဲ့တက်စားကြတာဘယ်နှယောက်ရှိလဲဗျ9ယောက်ပါတက်စားပြီးညကြတော့9ယောက်လုံးအိမ်မက်ပေးတယ်လို့တော့ပြောကြတယ်ဘလို့အိမ်မက်မျိုးပေးတာလဲဗျငါတို့ကနတ်မွေတွေဖြစ်ကြတယ်နင်တို့ရဲ့တားစင်မြေးဆက်အကုန်အသေးဆုံးနဲ့တေးစေရမယ်ဆိုပြီးမတ်တယ်ပြောကြတယ်အဲ့မွေမောင်နှမထဲမှာတော့အညိုကြီးတာအမကြီးဖြစ်သူဝေမာကြီးတဲ့အဲ့အိမ်မက်မက်ပြီးမနက်မိုးလင်းတော့စပြီးအတန်ကြားတော့တာပဲတက်သွားတဲ့သူတွေတယောက်ပြီးတယောက်ခွေးယူကြိုက်တာခံရပြီးတိတ်ဆုံးသွားကြတယ်ကိုတာတီရဲ့အခုတော့သူတို့မိသားစုအလဲဝင်ဖြစ်နေကြတာပေါ့ကျန်တဲ့မိသားစုဝင်တွေရောဘယ်ရောက်ကုန်ကြတာလဲတချို့ကတော့ရွာပြောင်းပြေးကြတယ်တချို့ကတော့ဘဲမှသွားစရာလဲမရှိဘူးပေါ့ကိုတာတီရဲ့ကြံခဲ့တဲ့မိသားစုတွေကတော့တနာစရာပါလားဟုတ်တယ်နော်ဆရာတာတီကဲစကားကောင်းနေတာနဲ့ဘလောက်ကြလဲဗျ2500ကျပါတယ်ရှင်တမ်းမောင်မင်းအိတ်ထဲကနေထုတ်ပေးလိုက်ဦးကွာဟုတ်ကဲ့ဆရာတာတီဒါနဲ့ကိုတာတီကိုလည်းရွာထဲကဖြတ်သွားရင်တတိထားသွားကြအောင်နော်ဟုတ်ကဲ့ကျေးဇူးပါဗျဒါဆိုကျွန်တော်တို့ကိုတောင်းခွင့်ပြုပါဦးနော်ဟုတ်ကဲ့ပါရှင်ကောင်းပါပြီကိုတာတီနဲ့တမ်းမောင်တို့လည်းဆိုင်ရှင်ကိုနှုတ်ဆက်၍ရွာထဲသို့ထွက်လာကြပေတယ်ရွာလမ်းလေးတိုင်းနှစ်ဦးသာစောစောအကြောင်းကိုပြောရင်းလမ်းလျှောက်လာလေရာလမ်းတစ်ခုသို့ရောက်တဲ့အခါမှာတော့အမလေးကြကြပါဦးရှင်ကြကြပါဦးအိမ်ထိန်မှအတန်ထွက်ပေါ်လာလေရာကိုတာတီနဲ့တမ်းမောင်တို့ဒီလည်းအတန်ထွက်ပေါ်လာရာအိမ်ဘက်သို့လမ်းကြည့်လိုက်ရာဟာဘာဖြစ်တာလဲမသိဘူးအေးငါလည်းလမ်းသွားတာပဲအဲ့ဆိုကျွန်တော်သွားကြည့်ကြမလားဆရာတာတီကိုညီနိုင်တာရှိရင်ကိုညီရအောင်လေအေးသွားကြည့်ကြတာပေါ့ကွာကိုတာတီတို့အင်ရှင်ရောက်တဲ့အခါမှာတော့အင်ရှင်တို့ရုပ်အင်ရှင်တို့အိမ်ထဲခဏဝင်ခဲ့လို့ရမလားဗျအိမ်ထဲမှာသူတဦးထွက်လာပြီးကိုတာတီတို့ကိုလမ်းကြည့်လိုက်ရာသူ၏သားငယ်ကိုဈေးကူတာပေးမိဆရာများထင်သွားလေရာလာရပါခမဒါနဲ့ဆရာတို့ကဘယ်သူတွေများလဲဗျကျုပ်တို့ကခရီးသွားတွေပါအော်ဟစ်အကူကြီးတောင်းတန်ကြလို့ဝင်လာခဲ့တာပါဗျဒါနဲ့ဘာဖြစ်တာလဲမသိဘူးကျုပ်သားလေးကိုယူကြိုက်ခံရလို့ပါဆရာတို့ကကျုပ်သားလေးကိုကူညီမဲ့သူတွေလားဗျအမျိုးသားမှာမျက်ရည်များစီးကြ၍မိုးတန်ကြီးနဲ့မေးလိုက်ခြင်းလည်းဖြစ်ပေတယ်ကဲဒါဆိုရင်လည်းကလေးကိုကျုပ်တို့ကြည့်ပြရစေဗျလာပါဆရာအိမ်ထဲဝင်ပါဆရာတပည့်နှစ်ယောက်လည်းအိမ်မော်တို့ဝင်သွားပေတယ်အိမ်ထဲတွင်တော့ဘယ်သူမှမရှိပေခွေးကြိုက်ခံရသောကလေးငယ်တဦးနဲ့မိခင်ဖြစ်သူသာရှိနေပေတယ်ဒီလောက်ကိုညီလိုနေတာကိုပဝင်းကျင်ရလူတွေဘယ်သူမှမကူညီကြဘူးလားဟုတ်ဘယ်သူမှမကူညီရဲကြဘူးဗျဘာလို့လဲထိုအခါအင်ရှင်ဖြစ်သူမှာ
သမင်းဆိုင်တွင်တည်ခဲ့ရသည့်အကြောင်းရင်းများကိုပြောပြလေရာကိုတာတီမှလည်းကလေးဖြစ်သူရဲ့ခွေးခိုက်ခံထားရသောနေရာကိုကြည့်ပြီးကာလာများမမ်းမုတ်ပေးလိုက်ပါတယ်ပြီးရခါမှာတော့ရေတစ်ခွက်ယူကရေမန်းပြုတ်လို့၍ကလေးငယ်ကိုတိုက်လိုက်ပေးတယ်ကဲဘာမှစိတ်မပူနဲ့တော့ခဏနေဆိုကောင်းသွားလိမ့်မယ်ဆရာတကယ်ပြောရလားတကယ်ကောင်းသွားမှာပါနော်စိတ်ချပါဗျာကောင်းသွားပါလိမ့်မယ်နေပါဦးဒါနဲ့ငွေသက်စားတဲ့ထဲမှာခမရောပါတာပဲလားမပါပါဘူးဆရာရဲ့ငွေမြင်မတည့်ရဲတယ်လို့ငွေသားလည်းမစားရဲပါဘူးဗျာဒါဖြင့်ဘာလို့ခွေးယူကြိုက်ခံရတာလဲသူ့ဦးလေးရသမားပေါ့အိုက်မွေကိုမူးမူးနဲ့သက်စားလိုက်တာတို့ပြောဆိုပြီးအင်ရှင်မျိုးသားမှမိမပြစ်သူကိုလက်ညှိုးထိုးပြလိုက်ရကဲထားပါဗျာအပြစ်မတင်ပါနဲ့တော့ကိုတာတီတို့လည်းအင်ရှင်နဲ့စကားများအပြန်လည်ပြောနေကြရင်ညနေခင်းကိုရောက်တဲ့ချိန်မှာတော့ခွေးယူကြိုက်ခံထားရသောကလေးငယ်ဤတန်ရာသည်လည်းပကတိကောင်းတိုင်းဖြစ်သွားလေရာကျေးဇူးတင်ပါတယ်ဆရာရဲ့နေမြန်းနေအောင်မှတို့ပြောဆိုပြီးကိုတာတီတို့ကိုကတော့ဖို့လှုပ်လေရာဟာမလုပ်ပါနဲ့ရပါတယ်ဗျာအဲ့လိုကြီးတော့မလိုပါဘူးဗျကျွန်တော်ရဲ့သားတော်ကိုကဲလိုက်တော့ပဲကျေးဇူးတွင်လုံးလို့ပါကဲပါဗျာထားတော့ကိုတာတီမှာတို့ပြောဆိုပြီးဆွဲသူလိုက်လေရာဆရာတို့နှစ်ယောက်ကိုတခါမှမမြင်ဘူးသလိုပဲဟုတ်တယ်ဗျကျုပ်တို့ကမျိုးလေးစီအလဲသွားမလို့အဲ့ဒါဆရာတပည့်နှစ်ယောက်တည်းထွက်လာကြတာဝေးသေးလားရှင်ဝင်းရင်ဒီမှာတညအိတ်သွားပါလားဆရာတို့နှစ်ယောက်ကိုလည်းကျွေးမွေးအခန့်ကျင်လို့ပါကဲဆရာကြီးအင်ရှင်ကလည်းဒီလောက်ပြောနေပါတော့ညနေလဲစောင်းနေပြီဒီညဒီမှာပဲအိတ်လိုက်ကြအောင်အေးပါတမ်းမောင်ရကိုတာတီးရဲ့အဖေစကားကိုကြားလိုက်တဲ့ချိန်မှာတော့အင်ရှင်ဇနီးမောင်နှံလည်းဝမ်းသာသွားပေတယ်ကဲအင်ရှင်တို့ရေကျုပ်ဆရာကတော့ဒီမှာအိတ်မယ်တဲ့ဗျာဒီကအင်ရှင်အမည်တွေရောမသိရသေးပါလားဟုတ်သားပဲကျုံနာမည်ဟာထွန်းလင်းပါကျုံမျိုးသမီးနာမည်ကတော့ကြည်ဝင်းနဲ့ဆရာတို့အမည်တွေရောအေးငါနာမည်ကတော့တာတီဒါကတော့ငါတပည့်တန်းမောင်နဲ့ဟုတ်ကဲ့ကျုံနာမည်ကတော့တန်းမောင်မမထောင်းတော့နောက်ကလမ်းကြုံရင်သမင်းလဲဝင်ဆောင်မယ်တန်းမောင်မရွှွန်းတော်ပြောလိုက်လေရပါတယ်ဗျာသားလေးရဲ့အသက်သခင်ကျေးဇူးရှင်တွေပဲအချိန်မရွေးဝင်တော့သွားလာနိုင်ပါတယ်အဲ့ကောင်တန်းမောင်မင်းကွာအင်းရှင်ကိုအားနာဖို့ကောင်းတယ်ဟာရပါတယ်ကိုတာတီယာပြောပါစေဗျနောက်လေဒီကိုလာလေကြပါဦးဒါဆိုကိုတာတီတို့အေးစေးနားကြအောင်နော်ကျုပ်ထမင်းသွားပြင်လိုက်အောင်မယ်ကောင်းပါပြီဗျာမိမရေငါတို့ညစာလေးပြင်လိုက်ကြအောင်ကွာကိုထုံးလင်းနဲ့မကြည်ဝင်းတို့လည်းညစာများပြင်ဆင်ကြလေရာတခါမှဒဇိန်းမှမေးခဲ့တဲ့ကျုပ်ဆရာကဒီတခါလက်ခံနေဆိုတော့ဆရာမှာဘာကြံရှိနေလို့လဲဗျဟာမင်းခိုင်လို့အိတ်တာလေတမ်းမောင်ရဆရာနောက်လိုက်လာတာကြာပြီတမ်းမောင်တို့အန်တိုနေပြီဗျဆရာကြောင့်ကောင်းကောင်းသိပါတယ်ဗျာတမ်းမောင်မှာပြုံး၍ပြောလိုက်လေရာရှိတာပေါ့ကွာငါတို့ပြန်သွားလဲဒီအင်းကလူတွေတို့မကအခြားဒီကိစ္စတွေမှာပါဝင်နေတဲ့မိသားစုဝင်တိုင်းကိုထပ်ပြီးဒုက္ခပေးနေအောင်မှာပဲလေမဟုတ်ဘူးလားတမ်းမောင်ရဒါတော့ဟုတ်တယ်ဗျငါလည်းလမ်းကြုံနေတာပဲကိုကြီးလက်စားနဲ့ပြီးရတိကိုကြီးမဲလို့ဆုံးဖြတ်ထားတယ်ကွာကောင်းတာပေါ့ဆရာရဲ့ဒါမှကျုပ်ဆရာဗျဒါဆိုရင်ဒီကိစ္စကိုဘယ်လိုဖြေရှင်းကြမလဲမလောပါနဲ့ကွာငါမှအကြံရှိတယ်ဟာဘယ်လိုကြံမျိုးလဲဗျမကြခင်မင်းသိရမှာပေါ့ကွာဟုတ်ကဲ့ဆရာကဲတမ်းမောင်ငါတို့ရွာတဲ့ခဏရှောက်ပက်ကြည့်အောင်သွားမယ်လေဆရာကျွန်တော်လည်းသွားလေချင်နေတာကိုတာတီးနဲ့တမ်းမောင်တို့လည်းရွာထဲသို့သွားရင်အိမ်ဝိုင်းလေးတွေကနေထွက်လာကြစဉ်ဘယ်သွားမလို့လဲဆရာတာတီးတို့မိုးတော်ချုပ်တော့မယ်လေဗျဒီနားလေးလမ်းလျှောက်မလို့ပါကိုထိုးလင်းအော်ဟုတ်ကဲ့ဂူးဆိုင်သွားကြနော်ဆရာတို့အရန်မောင်စီနဲ့ဗျဟုတ်ကဲ့ပါဗျနှစ်ဦးသာစကားတပြောဖြင့်လမ်းလျှောက်လိုက်ရင်အိမ်နဲ့မနီမဝေချောင်းဆက်နန်းတို့ရောက်သွားကြလေရာကန်းဆက်ရောက်ချောင်းထဲမှာတပြောတဝဝတန်များထွက်ပေါ်လာလေရာအမလေးဘာတန်တွေများလဲလမ်းလိုက်တာတမ်းမောင်မင်းဘာဖြစ်တာလဲဆရာဘာတန်မှမကြားလိုက်ရဘူးလားအေးကြားတော့ကြားတယ်ဘာတန်လဲမသိလို့ငါလည်းတေချာနားထောင်နေတာဆရာလာပါဗျာလာပါပြန်ကြအောင်တုံရင်စွာဖြင့်စော်ချွေးများအတွက်လည်းတမ်းမောင်တယောက်ပြတလဲပြောဆိုလေရာဟာမင်းဟာကဘလို့ဖြစ်တာလဲတမ်းမောင်ရကျွေးတွေပါတွေထွက်လို့ပါလားမင်းမဲလမ်းလျှောက်ခြင်းနဲ့ဆိုတော်ပြီဆရာရလမ်းမလျှောက်ခြင်းတော့ဟာမင်းကလည်းကလေးကြနေရပဲဘလို့ဖြစ်တာလဲတပည့်ဖြစ်သူတမ်းမောင်ကိုကြည့်၍ပြုံးစီစီနဲ့မေးလိုက်လေရာကြောက်တဲ့နေရာမှာကလေးလူကြီးရှိသေးလို့လား
ထိုအချိန်တွင်ချောင်းထဲမှဝုံဝုံပြောဆိုသောအတန်းများထွက်ပေါ်လာပြန်ပေတယ်ကိုတာတီပူဆိုးလာတယ်လို့ပဲနော်အေးပါကွာခဏလေးငါတေချာနားထောင်လိုက်အောင်မယ်ထိုအခါရေတံများပါထပ်မံကြားရလေရာဒါယောက်ျားနဲ့မိန်းမရေတံပဲဟုတ်တယ်ဆရာကြီးကျွန်တော်တော့ကြောတွေတော်တော်ချမ်းလာပြီဗျာရေတံလာရရက်ကိုလမ်းကြည့်လိုက်လေရာရေပေါ်တွင်အဝိဖြူစင်တူဝစ်ပြီးရေကစားနေသောအရေးရောင်ကိုလမ်းမြင်မိလိုက်ပေတယ်အေးပါမင်းကလည်းမကြောက်ပါနဲ့ကွာငါရှိပါတယ်ပုံမှန်ဆိုတန်းမောင်တယောက်တည်းဆိုပြေးတာကြာပြီအခုဟာကလည်းဒုက္ခများကြောက်တူးတွေတုံပြီးကြောက်သေးများပါထွက်ကြမတတ်ပင်ဖြစ်နေပေတယ်ဒီရေတံတွေကငါတင်ကိုတာတီမှာတစ်ချက်စဉ်းစားလိုက်လေရာဘာလဲဆရာဆက်ပြောလေဗျာဒါရွာသားတွေတက်သွားတဲ့မွေမောင်နှမပဲဖြစ်လိမ့်မယ်ကွာဗျာတန်းမောင်တယောက်စွန့်အားသွားလေရာဒါဆိုဘယ်လိုလုပ်ကြမလဲဆရာတာတီအေးရွာသားတွေကမားရတာဆိုတော့ကြမ်းကြမ်းတန်းသွားလှုပ်လို့တော့မရသေးဘူးကွာတောင်းမှန်မှရလိမ့်မယ်သူတို့ကတောင်းမှန်လို့ရပါမလားဆရာတာတီရဲ့အေးကွာဒါတော့စူးစမ်းကြည့်ရမှာပေါ့ကဲလာမင်းလဲကြောက်နေပြီဆိုတော့ပြန်ကြအောင်ရွာပြန်ရောက်မှာပဲလှုပ်เสียရှိတာလှုပ်ကြတာပေါ့ကွာကိုတာတီရဲ့စကားကိုကြားတဲ့အခါမှာတော့တန်းမောင်တယောက်ရှေ့ကနေခတ်သက်ပင်ရှောက်သွားပြီးတယ်ရွာထဲသို့ပြန်ရောက်တဲ့အခါမှာတော့တန်းမောင်တယောက်ရေဦးစီကိုအပြေးသွားကရေတောင်းလိုက်ပြီးရအမလီတော်သေးတာပေါ့အိမ်ပြန်ရောက်လာလို့ကိုတာတီကိုဘာဖြစ်လာကြတာလဲဗျမပြောချင်တော့ပါဘူးဗျာတရေချောက်လိုက်လို့ဗျဘဲကတရေလဲဗျဒီရွာမှာတော့တရေမရှိပါဘူးကိုတန်းမောင်ရကဲတန်းမောင်မင်းပြောမှာပိုရှုပ်ကုန်ပြီဒီလိုဗျကျုပ်တို့လမ်းလျှောက်သွားရင်ချောင်းစံနှန်းရောက်သွားတော့ရေထဲကနေအတန်ကြားလိုက်ရလို့အဲ့ဒါပြောနေတာဒီလိုတော့မကြားမိတာရဲ့အခုတလောခွေးယူကိစ္စရဲ့ကြောင့်ဘယ်သူမှညမထွက်ရဲကြဘူး။အော်အဲ့ဒါကြောင့်ဒီကိစ္စမပြီးပြတ်သေးတာကိုဘာကိစ္စလဲဗျခွေးယူကြိုက်တဲ့ကိစ္စပေါ့ဗျာအကိစ္စဆိုရင်တော့မလုပ်တာကောင်းပါလေကိုတာတီးရဘာလို့လဲဗျကိုတာတီးတို့ဒုက္ခမရောက်စေခြင်းလို့ဒီကိစ္စမရိုးရှင်းဘူးဘာလို့မရိုးရှင်းရတာလဲဆရာတို့လိုပဲထက်လန်းဆရာတွေအောင်လန်းဆရာတွေအများကြီးနဲ့ဒီကိစ္စကိုဖြေရှင်းဘူးတယ်တဝူးတရားမှမဖြေရှင်းနိုင်ကြဘူးဗျတချို့ဆိုအသက်ပါပေးလိုက်ရတဲ့အထိကြုံတွေ့ရဘူးတယ်ကိုတာတီးရဲ့အော်အဲ့လိုလားဟုတ်တယ်ဗျအဲ့အကြောင်းဒီကိစ္စမှာကိုတာတီးတို့မပတ်သက်စေချင်တာပါဟုတ်ပါပြီဗျာကိုထုံးလေးရဲ့စေတနာကိုတော့နားလဲပါတယ်ဒါပေမဲ့ကျုပ်တို့စူးစမ်းကြည့်ခြင်းနဲ့ဗျာဒါမဲ့ကိုတာတီဂယူးတော်ဆိုင်မှာရမယ်နော်အန်ရဲ့တိတ်များတယ်ဗျဟုတ်ပါပြီဗျာကိုထွန်းလင်းပြောသလိုဒါဆိုရင်အခုချိန်ရွာတွေကလူတွေကိုတောက်ခေါ်ရင်လည်းတယောက်မှလိုက်ရဲကြမှာမဟုတ်တော့ဘူးဟုတ်တယ်ကိုတာတီကိုထွန်းလင်းခမရောလိုက်ရဲလားကိုတာတီခေါ်ရင်တော့လိုက်ရမှာပေါ့ဗျဒါဆိုရင်ဒီမှာငှက်ပြောသည်အုံးသည်အရင်သိရှိလားဗျငှက်ပြောသည်ကတော့အိမ်နောက်မှာစိုက်ထားတာရှိတယ်အုံးသည်ကတော့ဟောသိပြီနေ့လေကတားငယ်ကိုကျွေးမလို့မကျွေးလိုက်ရတာတော့ရှိတယ်ဗျကဲဒါဆိုညစာစားပြီးဒီည10နာရီ17နာရီလူကြီးတိတ်တိတ်ချိန်လောက်ကန်းဆက်ကိုသွားကြတာပေါ့ဟုတ်ကိုတာတီထိုအချိန်မှာပဲကိုထုံးလင်ဧည့်သည်တွေထမင်းစားလို့ရပြီနော်ဒေါ်ကြီးဝင်းမှာလမ်းခေါ်လိုက်လေရအေးပါလာခဲ့မယ်စကားကောင်းနေတာနဲ့လာဗျာကိုတာတီတို့ထမင်းစားအောင်ဟင်းကတော့ဖြစ်တယ်လို့ပဲဗျာအားတော့နာပါရဲ့ရပါတယ်ဗျာဒီလောက်စုံနေတာပဲကိုဟင်းကောင်းမှမလိုပါဘူးဟင်းစုံရင်ပဲကောင်းနေပါပြီဗျာဟုတ်ပါပြီဗျာကိုထုံးလင်းရောတခါတည်းဝင်စားပါလားမစားသေးဘူးဗျကျုပ်ဘိုက်မစားသေးလို့ကောင်းပါပြီဗျာဒါဆိုစားကြအောင်နော်ကျုပ်စီစဉ်ရရှိရလေသွားစီစဉ်နိုင်အောင်မယ်မိမနင်ကိုတာတီတို့ခရူးဆိုင်ထားလိုက်အောင်နော်ဟုတ်ကဲ့ပါရှင်ဆရာတို့ထေစားကြနော်ဘာမှအာမနာနဲ့ဟုတ်ကဲ့ကျေးဇူးပါဗျာဒါနဲ့ကလေးရောတတ်တာလားဗျတတ်တာပါတယ်ဆရာခုနကပဲထမင်းစားပြီးအိတ်သွားတာအော်ဟုတ်ကဲ့ပါတတ်တာသွားတာဝမ်းသာပါတယ်ဗျာကိုတာတီနဲ့တမ်းမောင်တို့ဆရာတပည့်နှစ်ယောက်လဲထမင်းကိုအားရပါရစားတော့နေပါတော့တယ်ထမင်းစားပြီးတဲ့အခါမှာရောဆရာတပည့်နှစ်ယောက်ပလက်ကလေးထိုင်ပေါ်တွင်ထိုင်၍အနားယူနေချိန်ပြိုးကိုတာတီတို့ဆရာနှစ်ယောက်စားလို့ရောကောင်းရလားဗျစားကောင်းပါဗျာဘယ်နှနာရီထိုးပြီလဲတမ်းမောင်ဘက်ကိုလဲ၍ကိုတာတီမှမေးလိုက်လေရ10နာရီခွဲတော့မယ်ကိုတာတီဘလို့10နာရီတောင်ခွဲတော့မှလားအချိန်ကလည်းအတော်မြန်တပါကွာကဲတမ်းမောင်မင်းလဲယူစရာရှိရယူတော့ခဏနေတော့ကြတာပေါ့
လမ်းရမှာလဲခက်ကြောကြောကိုတာတီရဲ့မင်းကဘာကိုကြောက်နေရတာလဲငါနဲ့ထွန်းလင်းလဲပါတာပဲလေကွာမသိဘူးဆရာကြီးသွားမယ်ပြောရင်ကြက်သီးတွေကအလိုလိုထလာတယ်ဗျမင်းကယောက်ျားမဟုတ်တာကြာနေတာပဲစကားရှိမနေနဲ့ယူစရာရှိတာအကုန်ယူခဏနေသွားကြမယ်ကွာဟုတ်ကဲ့ပါဗျာကိုတာတီကိုထွန်းလင်းနဲ့တမ်းမောင်တို့သုံးဦးသာလိုအပ်သောပစ္စည်းများကိုထည့်၍အိမ်ဝိုင်းလေးတွေကနေထွက်လာကြလေရာလာစမ်းချိန်ကလည်းဖြစ်သောကြောင့်သား၏အလင်းရောက်မှလည်းမိထွန်းထားတဲ့ကဲ့သို့လမ်းများကိုရှင်းလင်းစွာမြင်နေရပေတယ်လူကြီးတိတ်သည်အချိန်ဖြစ်နေ၍ရွာလန်းလေးတိုင်းလမ်းလျှောက်လာကြရာခွေးကူတန်းများမှလည်းအဆက်မပြတ်ထွက်ပေါ်လို့နေပေတယ်တမ်းမောင်တယောက်မှတော့ငကိုတဲကကြောက်တဲ့သူဖြစ်တဲ့အတွက်ကိုကြီးတီကြီးလုံးရင်ကိုတာတီးနဲ့ထက်ချက်မကွာလိုက်လာပေတယ်ကိုတာတီးတို့ကန်းစနာကိုမရောက်ခင်ခလန်းလန်းတွင်တော့ကိုတာတီးတို့သုံးဦးကိုစိုက်ကြည့်ပြီးမှန်ပြီးနေတဲ့ခွေးကြီးကြီးတစ်ကောင်ဟာလာရောင်အောက်တင်တွေးလိုက်ရပေတယ်ထိုခွေးကြီးမှာတော့ခါလောက်ရွယ်စားရှိပြီးတကိုယ်လုံးမှလည်းအနှဲရောင်တန်းလျက်ပါဇက်တွင်းဟာသွားမြတ်မှလည်းကျွန်းထက်လျက်ရှိပြီးတရေတမြတ်မြတ်နဲ့ပြေးကြိုင်ရန်ဟန်ပြင်းနေပေတယ်အဲ့ဒီခွေးပဲကိုတာတီလူတွေကိုလိုက်ကိုက်နေတာတတိထောင်းတော့အေးပါဘာမှမကြောက်နဲ့ကွငါတယောက်လုံးရှိတယ်ထွက်မပြေးကြနဲ့ငါနောက်မှာပဲနေကြဟုတ်ကဲ့ထွန်းလင်းနဲ့တမ်းမောင်တို့မှာအတန်များပြိုင်တူထွက်လာပေတယ်အမလီဆရာကျွန်တော်တို့စီပြေးလာနေတယ်နော်ဆရာတတိထားအောင်တမ်းမောင်မှာတုံတုံရီဖြင့်ပြောလေရာလာစမ်းမှာငါလိုဆရာတယောက်ကိုများကိုတာတိမှာထို့သူပြောဆိုပြီးသူလွယ်ထားသောအိတ်ထဲမှာစေလုံးတစ်လုံးကိုထုတ်၍အသင့်နေထားပြင်ထားလိုက်ပြီးတယ်ခွေးနှံကြီးအနားကိုရောက်လာတဲ့အချိန်မှာတော့စေလုံးဖြင့်ပြပေါက်လိုက်ရာခွေးနှံကြီးမှာအော်ဟစ်ကြောက်လန့်ပြီးအမေကုပ်၍ပြေးသွားပါတော့တယ်တော်သေးတာပေါ့ဆရာရဲ့ကျွန်တော်ကကိုက်မိပြီလို့ထင်နေတာမင်းဆရာပါတမ်းမောင်ရတလောက်တော့ရပါသေးတယ်ကိုထုံးလင်းတယောက်မှလည်းထိုဖြည့်ရက်ကိုမြင်၍စွန့်အားသွားပြီးဘာမှပြန်မပြောနိုင်တယ်လို့ဖြစ်သွားပေတယ်ရှစ်ဆက်သွားရမှာကိုခက်လန့်လန့်ဖြစ်နေပြီဗျာမလန့်ပါနဲ့လာသွားကြအောင်တပည့်ဖြစ်သူနဲ့ထုံးလင်းကိုခေါ်၍ကိုတာတီတို့ရှေ့ကိုဆက်လာကြပေတယ်ကန်းစနာတို့ရောက်တဲ့အခါမှာတော့ညနေရကြားခဲ့ရသောတန်များကိုထပ်မံကြားရပြန်တယ်အားလုံးဘာမှမကြောက်နဲ့လာပါလာတဲ့ပစ္စည်းတွေဒီနှမ်းမှာချကြပါလာသောပစ္စည်းများကိုချခိုင်းလိုက်လျာပစ္စည်းများကိုတုပ်၍ဝဲပုံစံပြုလုပ်၍ဖျောင်းတိုင်းအမွေတိုင်းထုံးကဝဲရှိတွင်တိုင်၍ရေပိုင်ရှင်ကုန်းပိုင်ရှင်များကိုတိုင်တယ်ကဆိုင်ရာပိုင်ရာတွေကိုပွဲအပ်လို့နေပေတယ်ပါဇက်မှလည်းကာရာမန်နယ်များကိုပြုဆိုလျာကာရာမန်နယ်များစားရွက်တင်နေတပြိုင်နက်အရေးပြရာနှစ်ခုတည်းရေပေါ်တွင်ပြေးလွှားလို့နေသည်များကိုမြင်နေရပေတယ်ရေတံများမှလည်းပြိုင်သူထွက်ပေါ်လာလျာဟေးမင်းတို့ကဘသူတွေလဲဘာလို့ဒီရွာကိုဒုက္ခလိုက်ပေးနေရလဲပြောစမ်းချောင်းဆက်သူလေတံခတ်မှဖြင့်ကိုတာတီတယောက်ပြောလိုက်လျာထိုချိန်တွင်အနားမှာလေစိမ်းများတိုက်တယ်လို့လူဖြတ်သွားတယ်လို့ရိတ်ခနဲဖြစ်သွားပြီးတမ်းမောင်တယောက်လည်းမိပြင်ပေါ်သို့လဲကျသွားပြီတဲ့ဆရာလောက်ပါအောင်ကိုတမ်းမောင်ဘာဖြစ်သွားလဲမသိဘူးထားလိုက်ထွန်းလဲနောက်ကိုနည်းနည်းစုံနေတမ်းမောင်ကိုယ်ထဲတွင်ဝင်ပူးနေတဲ့မကောင်းဆိုးဝါအခုချက်ချင်းငါရှိလာခဲ့စမ်းကိုတာတီမှာအမိတ်ပေးလိုက်လျာတမ်းမောင်တယောက်ချက်ချင်းနေရာမှာထား၍ကိုတာတီရှိတွင်မတ်တဲရက်နေပေတယ်ငါ့ကိုမကောင်းဆိုးဝါလို့ပြောတာဘသူလဲငါပဲဘာဖြစ်ချင်လဲမကျင်နဲ့ဖူးဘာလို့မကျင်နဲ့တာလဲပြောစမ်းငါ့ကိုတတ်ခဲ့ကြလို့ဟဲ့အဲ့ဒါကြောင့်မကျင်နဲ့တာနေပါဦးနင်းကိုတတ်ခဲ့တဲ့သူတွေကလည်းနင်းပြန်တက်လို့သေပြီမဟုတ်ဘူးလားဘာလို့မကျင်နဲ့နေသေးတာလဲသူတို့ရဲ့ဇွေ80မျိုး80လုံးကိုငါတန်းရမှာကျင်နဲ့မယ်အဲ့ဒါတော့နေမတရားဘူးကြံခဲ့တဲ့သူတွေကိုတော့ခွင့်လို့ပေးတဲ့နဲ့အညုံမထားစမ်းပါနဲ့မရဘူးငါတို့ဘက်ကမှားခဲ့လို့အေးစစ်လာတောင်းမှန်နေတာကိုဒီထက်တော့စိုးမလာနဲ့အမေငါ့ကိုအမေပေးနေရအောင်နင်ကဘာဆရာမှုလို့လဲနင်လိုမျိုးအရင်ဆရာတွေလဲငါ့ကိုမရှင်နိုင်ကြပါဘူးအကုန်ထွက်ပြေးသွားကြတာပဲဟာအနူနီးနဲ့ပြောမရမှာတော့ငါဘာဆရာလဲနင်သိကျင်တယ်မဟုတ်လားကဲဆိုင်ရာပိုင်းရာတွေချုပ်ထားစမ်းမလွတ်စေနဲ့ဒိုပြောဆိုပြီးကိုတာတီတယောက်လွယ်ထားသောအိတ်ထဲမှစိတ်တလုံးကိုထုတ်၍
ကားသားများမမ်းမုတ်ပြီးတန်းမောင်ကိုပြစ်လိုက်လေရာအမလေးပူလိုက်တာထိုအတန်များထွက်ပေါ်လာပြီးရုံထွက်ဖို့ကြိုးစားပေတယ်ကိုတာတီမှာတော့စေလုံးဖြင့်ပေါက်လိုက်ရေမန်းဖြင့်ပတ်လိုက်ဖြင့်လှုပ်လေရာနောက်ဆုံးမှာတော့မကောင်းဆိုးဝါမခံနိုင်တော့၍ရပ်ပါတော့နေရနာကျင်နေရလို့ပါနေရင်ပြောတော့ငါ့ကိုပါเสียရလဲဆိုအခုမှနာကျင်တယ်ဘာညာနဲ့ဆရာပညာကိုအရင်ကလာဖို့တဲ့ဆရာတွေလိုမျိုးထင်လို့ပါဆရာရဲ့ပညာတော်တော်ကြောက်ဖို့ကောင်းပါလေဆရာရဲ့ခွင့်လွှတ်ပေးပါနော်ကဲဒီလိုမှတော့ငါမရက်ဆက်တော့ပါဘူးဒါပေမဲ့ငါ့ကိုဂတိတကူတော့ပေးရမယ်ဘလို့ဂတိမျိုးပေးရမှာလဲဆရာအခုချိန်ကစားပြီးနောက်ဒီရွာကိုဒုက္ခမပေးတော့ပါဘူးလို့အဲ့ဂတိငါ့ကိုပေးကိုတာတီမှာဂတိတောင်းတော့လဲအညို့မပြေသေးတော့ငွေမတရားငြိမ်သက်လို့နေပြီတဲ့ဘာလဲငါတောင်းတဲ့ဂတိကိုမပေးနိုင်ဘူးလားဟုတ်ဆရာပညာကိုကြောက်လို့ပေးပါမယ်နေလန်းနဲ့မသွားခင်ဝင်ဘူးထားတာတွေအကုန်နှုတ်သွားဘာတကူမှမကြံစေနဲ့အခုဒီကိုလာတာနင်တယောက်ထဲလားဘသူပါသေးလဲကျမမောင်လေးလည်းပါပါတယ်ဒါပေမဲ့ तू ကဒီနေရာမှာတော့မဟုတ်ဘူးဟိုးအဝေးချောင်းစံနာတစ်ပင်မှာနေရခဲ့တာပါယခုလိုတွေလုံနေတာသူရောလိုတူလိုပါပဲလားမဟုတ်ပါဘူးဆရာ तू ကအစားထဲကမလုံးနဲ့ဆိုပြီးတားပါတယ်ကြည်စမ်းငယ်တဲ့သူကတော့အတီတရားရှိသေးတယ်နင်ကကြီးမိုက်ပဲထားပါတော့နင်တို့လဲသွားเสียရှိတာသွားတော့ကိုတာတီမှာထို့ပြောဆိုလိုက်ရာတမ်းမောင်ခန္ဓာကိုယ်မှာအပြေအောင်လင်းနှက်များလဲလက်ကနေထွက်သွားပြီးတမ်းမောင်မှလည်းမြေပြင်ပေါ်သို့ခွေလေးလဲကျသွားပြီတဲ့ဘာဖြစ်သွားလဲဆရာတတီဟိုခွေးကြီးကဘယ်ရောက်သွားလဲဘာမှမရှိတော့ဘူးဘာမှကြောက်မနေနဲ့တော့အားလုံးပြီးသွားပြီယူเสียရှိတာတွေယူခဲ့ကြပြန်ကြရအောင်ကွာတမ်းမောင်မှာမျက်စိတမိတ်တွင်ဘာဖြစ်သွားလဲတွေးတော်နေကပစ္စည်းများကိုထမ်း၍ပြန်လာကြပြီတဲ့အဖြစ်ပြက်များကိုဆရာဖြစ်သူကမေးခြင်းတော့လေကိုတာတီကိုကြောက်၍မမေးရဲပဲငြိမ်လေးပြန်လာခဲ့ရပြီတဲ့မနက်မိုးတောင်အာယုံတက်ချိန်ကိုရောက်တဲ့ခါမှာတော့ကိုထွန်းလင်းနဲ့မကြည်ဝင်းတို့ကမနက်စာကိုပြင်ဆင်နေကြလေရာကိုတန်းမောင်နိုးပြီလားဗျဟုတ်နိုးပြီဒါနဲ့ကိုတာတီရောဆရာဖះရှိကိုပတိစိတ်နေတယ်ဗျကိုတန်းမောင်မျက်နှာတစ်ပြီးမနက်စာလေးစားလို့ရပြီနော်တန်းမောင်မင်းနိုးနေပြီလားညအဲ့လိုရောကောင်းရဲ့လားကောင်းပါရဲ့ကိုတာတီအော်ကိုတာတီတောင်ဖះရှိခိုးလို့ပြီးပြီပဲဟုတ်တယ်ထွန်းလင်းရေတန်းမောင်မင်းမျက်နှာတော်တဲ့တော့ကွာမနက်စာစားရအောင်ဟုတ်ကဲ့ကိုတာတီတန်းမောင်မတို့ပြောဆိုပြီးကိုထွန်းလင်းဘက်ကိုလဲကဒါနဲ့ကိုထွန်းလင်းညကျွန်တော်ဘာဖြစ်သွားလဲဗျညခမရကိုမကောင်းဆိုးဝါဝင်ဘူးတာဗျာဟုတ်လို့လားဗျာတုံရီနဲ့တန်းမောင်မပြောလေရဘာမှမကြောက်ပါနဲ့အားလုံးစင်ပြေသွားပါပြီကိုထွန်းလင်းကမကြောက်နဲ့လို့ပြောတော့လေပြန်တွေးရင်တန်းမောင်တယောက်ကြောက်လို့နေပြီတဲ့ဘာမှမဖြစ်တော့ပါဘူးတန်းမောင်ရမျက်နှာတစ်စရာရှိတာအရင်သွားသိလိုက်တော့ကြာနေပြီဟုတ်ကဲ့ကိုတာတီတန်းမောင်မှာမျက်နှာတစ်ဖို့ရထွက်သွားပြီးတယ်ဆရာတာတီရဲ့ပညာကိုတော့လေးစားတယ်ဗျာဘာလို့လဲကိုထွန်းလင်းရဲ့ကျုပ်တို့ရွာသူရွာသားတွေအားလုံးဒီကိစ္စကိုဘယ်သူမှမလုပ်နိုင်ဘူးထင်နေကြတာအထူးသဖြင့်ကျုပ်တို့လိုတတ်တဲ့ထဲပါထားတဲ့မိသားစုဝင်တွေပေါ့ဗျာအမျိုးမျိုးစိုးရိမ်ပူပန်နေကြရတာငါတို့လည်းဘယ်နေ့ရောက်မလဲဆိုတာမျိုးပေါ့အခုတော့တော်တော်လေးစိတ်ချမ်းသာသွားပြီဗျာဒီလိုပါပဲဖြစ်ရှင်တန်လို့ဖြစ်သွားတယ်လို့သဘောထားလိုက်ပါကျုပ်လည်းကိုညီချင်းတန်လို့ကိုညီရတယ်လို့ပဲမှတ်လိုက်ပါဘာပဲဖြစ်ဗျာကျုပ်ရဲ့သားလေးရဲ့အသက်ကိုရောရွာသူရွာသားတွေရဲ့အသက်ကိုရောကယ်ခဲ့တဲ့ဆရာတာတီကိုတော့တကယ်ကျေးဇူးတင်ပါတယ်ဗျာဟုတ်ပါပြီစကားတော့ပြောလို့ကောင်းတယ်ဗျကျုပ်တို့လည်းခီးဆက်ရအောင်မယ်တမ်းမောင်တယောက်ရောက်လာတဲ့အခါမှာတော့ဆရာတပည့်နဲ့အောင်မနက်စာစားရင်ထုံးလင်းတို့ဇနီးမောင်နှံကိုနှုတ်ဆက်၍ထွက်လာကြပေတယ်ရွာထဲသို့ရောက်တဲ့အခါမှာတော့ထူးဆန်းသောမြင်ကွင်းတစ်ခုကိုဆရာတပည့်နဲ့အောင်မြင်လိုက်ကြပေရဲ့ရွာလေးတွေကမနေ့ကသူတို့ဖြတ်ခဲ့သောရွာလေးမှာဟုတ်ရလားလို့တမ်းမောင်တယောက်တွေးလို့နေပြီတဲ့ဆရာမင်္ဂလာပါပြန်တော့မလို့လားဆရာမင်္ဂလာပါနဲ့တယောက်ပြီးတယောက်နှုတ်ဆက်နေကြပြီတဲ့ရွာလေးမှာလူများစီစီကားကားနဲ့အရင်လိုကြောင်းလန့်ခြင်းမရှိပျော်ရွှင်နေကြပြီတဲ့အကြောင်းရင်းမှာကိုထွန်းလင်းတယောက်မနက်စောစောပဲပေါင်းသွားဝင်ရင်တွေ့အလုံးကိုပြောပြခဲ့ခြင်းလည်းဖြစ်ပေတယ်ဟာဂျီနူးစရာကောင်းလိုက်တာဆရာတာတီရဲ့တမ်းမောင်မှာပီတီဖြစ်နေပြီတဲ့
ဒါပဲတန်မောင်ရငါတို့ပညာတွေကကောင်းတဲ့ဘက်မှာနေပြီးကိုညီပေးရင်တကယ်ပီတိဖြစ်ရတယ်မင်းမြင်ပြီလားဟုတ်ပါပြီဗျာနှစ်ဦးသာအပြုံးကိုစီနဲ့ရှောက်လာခဲ့ရလူတစုကိုတွေ့ရလေတယ်ကိုတာတီဟိုးရှိရလူတွေကကျုပ်တို့ပြုံးပြီးကြည့်နေတယ်ဗျအေးဟုတ်တယ်ဘာလဲတော့မသိဘူးတီတိုပြောဆိုကတဖြည်းဖြည်းရှောက်သွားရင်အနားရောက်တဲ့အခါမှာတော့ကိုတာတီကျုပ်ကဒီရွာကအုပ်ချုပ်ရေးမှူးပါဒီကရွာသားတွေကကျေးဇူးတင်လို့လက်ဆောင်လေးပေးခြင်းလို့လိုက်လာတာပါဗျ။အော်ရပါတယ်ဗျာမလိုပါဘူးဗျအားနာစရာကြီးဘယ်ဟုတ်မလဲကျုပ်တို့ရွာကိုကူညီခဲ့တာဝမ်းသာလုံးလို့ပါဗျာဘလို့မှတော့သဘောမထားပါနဲ့ဒါလေးတွေကရွာထက်ပစ္စည်းလေးတွေပါလက်ခံပေးပါနော်ဆရာတတီဟုတ်ပါပြီဗျာဒါဆိုလဲလက်ခံပေးပါမယ်ကိုတာတီတို့နောက်လမ်းကြုံရင်လဲဒီရွာကိုဝင်ခဲ့ကြအောင်နော်ဒီရွာရောက်ရင်တော့ကျုပ်ရင်ကိုသာဝင်ခဲ့ဗျာကိုတာတီတို့လည်းခီးဆက်ရမှာဆိုတော့မခေါ်တော့ပါဘူးကျေးဇူးပါဗျာနောက်လမ်းကြုံရင်တော့တကြီးအိမ်ကိုအလေလာခဲ့ပါမယ်ရွာသားတွေနဲ့တကြီးကိုလည်းနှုတ်ဆက်တယ်ဗျာကျုပ်တို့ကိုခွင့်ပြုပါဦးကိုတာတီနဲ့တမောင်တို့ဒီလည်းရွာလူကြီးကိုနှုတ်ဆက်၍ကိုတာတီဆွေမျိုးတွေရှိရာရွာလေးတို့ခရီးထွက်လာခဲ့ကြပြီတဲ့အောင်လန်းတာတီနဲ့အညိုကြီးတော့နတ်မွေမောင်နှမဆိုတဲ့ဇလန်းလေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီနောက်ထပ်အောင်လန်းတာတီဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါဦးနားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတူးပင်တင်ရှိပါတယ်ဗျအားလုံးကိုကျေးဇူးပါ